ဒီကောင်လေးကဒီနေ့လာထားတဲ့အလုံးလေးကဒီကောင်အားသွင်းလို့ရှိရင်လွတ်နေတဲ့တဲ့ကြည်လိုက်ကောဒီ DC ချက်ကလေးဗျDC ချက်ကလေးကခြောင်ပြီးတော့ဒီမှာကျိုးနေတာလားဒါမှမဟုတ်ကျွန်းနေရလားမသိဘူးပေါ့နော်ကျွန်းနေတာဆိုရင်တော့ကန်ကောင်းတာပေါ့ကျိုးနေတာဆိုရင်တော့ဒီ customer အနေနဲ့တိတ်တော့မလွယ်ဘူးဒီ DC ချက်လေးတွေရှားတာကနည်းနည်းလေးတော့ခဲရင်းတယ်ဒါပေမဲ့ကြည့်ကြအောင်ကျွန်တော်တို့ DC ချက်ကလေးပေါ့ DC ချက်ကလေးဘာဖြစ်နေလဲကြည့်ကြအောင်ဒီမှာဒီကောင်လေးဆိုရင် laptop အောက်ကနက်ကလေးထုတ်လိုက်ပါတော့အောက်ကနက်ကလေးဒီနှလုံးကတော့သူကအောက်မှာထိုင်ကအကျက်နဲ့တူတယ်ပြီးရင်ကာဗာလေးတွေပေါ့နော်အောက်မှာမှန်လေးကတော့တတိထားမယ်ဗျကျွန်တော်ပုံမှန်ဆိုရင်တော့ဇပွဲပေါ်မှာလောက်တာများတယ်လက်ရှိကကျွန်တော်ရှင်းရှင်းလင်းလင်းပြချင်လို့နည်းနည်းလင်းတဲ့နေရာလေးကိုလာပြတာပေါ့နော်အဲ့တော့ဒီကာဗာလေးတွေကျွန်တော်ချွတ်မယ်ဒီလိုကလော်ဒါနဲ့ကလော်တဲ့အချိန်တို့မဟုတ်ရင်ကိုအိမ်မှာဝေါက်လဲအပြာတို့မဟုတ်ရင်ပတ်ထရန်တို့မဟုတ်ရင်ဖုန်းစင်ကတ်ပေါ့အဲ့ကောင်လေးနဲ့ကလော်တဲ့အချိန်မှာအားရကောင်လေးနဲ့ကလော်ရင်တော့ကာဗာအနာတက်တာလေပေါ့ဒါပေမဲ့ကျွန်တော်တို့ကတော့ချွတ်နေကြလက်ရင်နေပြီဆိုတော့တောင်လောက်ကတော့ပွန်းတာပဲ့တာမရှိဘူးဗျအဲ့တော့ခုနက DC ချက်ဝင်ထားတာကဒီမှာဗျအဲ့တော့သူက laptop ရဲ့ဒီတောင်းကကာဗာတောက်ကလေးဗျအဲ့ကောင်လေးတွေကျွန်တော်ချွတ်မယ်ပေါ့နော်ဖြည်းဖြည်းလေးလမ်းမယ်ဗျအောက်ကလည်းဖိထားမယ်ဘာလို့ဒီကောင်ကဒီဘက်တောင်းတစ်တောက်ကကျိုးနေပါလေအဲ့ဒီတော့ကျွန်တော်ဒီချက်လေးဖွင့်ကြည့်မယ်ဗျသွားပြီဗျဒီကောင်ကအတွင်းကောင်လေးကျိုးနေတယ်အတွင်းကောင်ကကျိုးပြီးတော့ထွက်နေတာပဲဆိုတော့တဲ့သေးနေမှာဗျဒါလေးက Wi-Fi ကတ်ကလေးဗျတော့တင်းတာပဲမှန်ကျွန်တော်ဒါဖိလိုက်ရင်မှန်ကွဲသွားမှကြောက်ဒီမှာအနက်ကဒီဘက်မှာအဖြူကဒီဘက်မှာကေဘယ်လေးတွေဖြုတ်ပြီးဆိုရင်တက်နိုင်ဆုံးကျွန်တော်မှတ်ထားကြမယ်ပေါ့နော်အဲ့ဒါတော့အကောင်းဆုံးပဲပြန်တက်လို့ရှိရင်လည်းကျွန်တော်လွယ်တာပေါ့လေနောက်ကျွန်တော်ကဒီကောင် DC ချက်ကလေးလဲမကိုပဲရမှာပေါ့အဲ့ဒါချိုးနေပြီချိုးပြီးတော့သူကဘိုးရိတ်ဒီ adapter လေးပင်ကသူကပူလာပြီးတော့ဒီကောင်လေးကကြာလာတော့ပျော့လာတာပေါ့လေအဲ့မှာအထုပ်အသွင်းမှာနည်းနည်းလေးဂျမ်းဖြစ်တယ်နဲ့တူပါတယ်အဲ့ဒါလေးကနေပြီးတော့ကျိုးထွက်တော့အပြင်ထွက်လာတာဗျโอเคဒါလေးကတော့ DC ချက်လေးကျွန်တော်ဒီကြလေးရှာပြီးထည့်လိုက်ရင်တော့ဒီကောင်အားသွင်းလို့ရှိရင်တော့ဘက်ထရီကိုအားဝင်မှာပါပြီးလို့ရှိရင်လွတ်တာမျိုးလည်းမဖြစ်တော့ဘူးပေါ့ဟုတ်ကျေးဇူးတင်ပါတယ်ဒါ DC ချက်ကလေးဘယ်လိုလဲရမလဲဆိုတာပြပြတာ